မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလောင်းတော်သူမြတ်တခုသောဘဝကပုံနာတယောက်ဖြစ်ခဲ့တော့အဲ့ဒီတုန်းကဘုရားလောင်းရဲ့နာမည်ဝေလာမပုံနာတဲ့ဟုတ်လားအဲ့ဒီဝေလာမပုံနာကြီးရဲ့အကြောင်းကိုပြန်ပြောင်းပြီးတော့မြတ်စွာဘုရားပြောပြထားလို့ဒီသုတ်တံကိုဝေလာမသုတ်တံလို့ဒီလိုခေါ်တာဟုတ်လားဒီသုတ်တံကိုမြတ်စွာဘုရားဘာကြောင့်ဟောတယ်လဲဆိုတော့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအလုံးကြားဘူးနာဝရှိပြီးသားဖြစ်တဲ့အနာတပိန်တထေးကြီးဆိုတာသိကြတယ်နော်အဲ့ဒီအနာတပိန်တထေးကြီးဟာဘုရားရဲ့သာသနာတော်မြတ်ကြီးကိုအင်မတန်ကြီးမားတဲ့ပစ္စည်းဥစ္စာတွေကိုစွန့်လွတ်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးကိုပူဇော်ခဲ့တယ်ထောက်ပံ့ခဲ့တယ်လှူဒန်းခဲ့တယ်ကိုးကွယ်ရာမဲ့တဲ့ဆင်းရဲသားတွေကိုလည်းပဲအစာထမင်းဟင်းများကျွေးမွေးလို့အနာထပိန္တိကတ္တအာကိုရာမဲ့တဲ့ပုဂ္ဂိုလ်တွေကိုအစာရည်သာပေးတတ်လို့ဆိုပြီးတော့နာမည်ရင်သုတ္တထဆိုတာပျောက်ပြီးတော့အနာတပိန်လို့ဒီလိုနာမည်တွင်တာမဟုတ်လားအေးအဲ့ဒီအနာတပိန်တထေးကြီးဟာမြတ်စွာဘုရားရဲ့သာသနာတော်ကိုမှီပြုပြီးတော့ပစ္စည်းဥစ္စာပေါင်းများစွာဆွန့်လွတ်အဲ့ဒီလိုဆွန့်လွတ်ထားတဲ့ကြားတွေကပဲကျွေးရှင်တွေကလည်းပဲအကျွေးတွေယူပြီးတော့အနာတပိန်တထေးကြီးကိုကျွေးတွေပြန်မဆက်ဘူးလို့ဆိုတယ်ပြီးတော့မိဘဘိုးဘွားပိုင်တဲ့ပစ္စည်းဥစ္စာတွေခင်္ကာမြစ်ကမ်းဘေးမှာမြုပ်ထားတာတွေရှိတယ်အဲ့ဒါတွေကလည်းပဲရေတွေတိုက်စားပြီးတော့မြစ်ထဲကိုမျောပါသွားတယ်လို့ဆိုတယ်အဲ့ဒီတော့တူတူပြောတော့ဦးဇင်းတို့ရဲ့အနာတပိန်တထေးကြီးဟာပစ္စည်းဥစ္စာဆင်းရဲနွမ်းပါတဲ့အခြေအနေမျိုးကိုရောက်သွားတာအဲ့ဒီလိုရောက်သွားဘူးတယ်နော်ရောက်သွားဘူးတော့နေတိုင်းနေတိုင်းသံဃာတော်ရှင်မြတ်တွေကိုဆွန့်ကပ်တယ်နေတိုင်းနေတိုင်းလှူဒန်းတယ်ဆင်းရဲသားတွေရဲ့အပေါ်မှာလည်းနေတိုင်းနေတိုင်းကျွေးမွေးတယ်တနေ့တော့မြတ်စွာဘုရားရဲ့ကျောင်းတော်ကိုသူရောက်သွားတယ်ကျောင်းတော်ကိုသူကနေတိုင်းသွားတာပါတရက်ကို3ခါလောက်တောင်သွားတယ်လို့ဆိုတယ်ဟုတ်လားအဲ့ဒါလို့သွားရင်းနဲ့တနေ့တော့မြတ်စွာဘုရားကသူ့ကိုမေးတယ်တထေးကြီးအလုံးသောပုဂ္ဂိုလ်တို့ရဲ့တတ္တဝါတို့ရဲ့ပုံမှာပေးကမ်းစွန့်ကြဲခြင်းလှူဒန်းခြင်းဆိုတဲ့အမှုကိုပြုရပါရဲ့လားလို့မေးတော့တထေးကြီးကဝမ်းနဲ့ပန်းနဲ့လျှောက်တယ်ရှင်ဘုရားဘုရားတပည့်တော်လှူတော့လှူရပါတယ်ဖေရဒါပေမဲ့ဆံခွဲထမင်းပုံရီဟင်းလျက်နှစ်ခုမြောက်သောဆံခွဲထမင်းကိုလှူရတဲ့အတွက်ကြောင့်တပည့်တော်ရဲ့စိတ်ထဲမှာမချမ်းသာဘူးတဲ့လှူပွဲဝိတ္ထုပစ္စည်းညံ့နေလို့ဗါတဲ့တော့မချမ်းသာဘူးလို့မြတ်စွာဘုရားကိုရိုးရိုးပဲသူလျှောက်ပါအဲ့ဒီလိုမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကတကားကြီးဘာမှအားငယ်เสียမရှိပါဘာပြုလို့လဲဆိုတော့တကားကြီးလှူဒန်းပေးကမ်းစွန့်ကြဲနေတာတွေထဲမှာတရဏဂုံတည်တဲ့ပုဂ္ဂိုလ်တွေပါတယ်အရိယာသူတော်ကောင်းကြီးတွေပါတယ်ဖျားဆရှိတဲ့ယဟန္တာအရှင်သူမြတ်ကြီးတွေလည်းပါတယ်အလှူခံပုဂ္ဂိုလ်ကသိပ်ပြီးတော့မြင့်မြတ်နေတဲ့အတွက်ကြောင့်လှူပွဲဝိတ္ထုပစ္စည်းကအဆင့်မမြင့်ပေမဲ့လို့ကုသိုလ်ကောင်းမှုရဲ့တန်ဖိုးဟာအင်မတန်ကြီးကျယ်ပါတယ်လို့မြတ်စွာဘုရားကအဲ့ဒါလို့အမိန့်ရှိပြီးတော့ရှေးတုန်းကငါဘုရားရဲ့အလောင်းတော်ကြီးဝေလာမလို့အမည်ရတဲ့ပုံနာကြီးဖြစ်ခဲ့တုန်းကဘယ်လိုလှူခဲ့ဘူးတယ်ဆိုပြီးတော့အဲ့ဒီမှာဝေလာမသုတ်တံကိုမြတ်စွာဘုရားဟောတာဟုတ်လားမိုးတန်နေနဲ့ဆိုတော့ကောင်းကောင်းကြားရရဲ့လားတရားနဲ့မိုးနဲ့အပြိုင်ရွာရမှာပေါ့နော်အဲ့ဒီလိုမြတ်စွာဘုရားကအမိန့်ရှိပြီးတော့ဝေလာမသုတ်တံကိုဟောကြားတယ်တခုသောဘဝဦးဇင်းတို့ရဲ့ဘုရားလောင်းတော်ကြီးအင်မတန်ပစ္စည်းဥစ္စာကျွယ်ဝတဲ့ပုံနာတကြွယ်မျိုးမှာဝေလာမဆိုတဲ့အမည်နဲ့ပုံနာကြီးတယောက်ဖြစ်ခဲ့တယ်အဲ့ဒါအင်မတန်ပေးကမ်းစွန့်ကြဲလှူဒန်းတဲ့နေရာမှာဝါသနာကြီးတဲ့အတွက်ကြောင့်လှူတာမှအများကြီးလှူတာဝေလာမပုံနာကြီးရဲ့အလှူစင်းရင်းတွေကိုမြတ်စွာဘုရားကအသေးစိတ်တွက်ပြတယ်နော်ရွှေလင်မန်းထဲမှာငွေတွေအပြည့်ထည့်ပြီးတော့လှူတယ်ငွေခွက်တွေထဲမှာရွှေတွေအပြည့်ထည့်ပြီးတော့လှူတယ်အဝတ်အစားအနေအထိုင်အကုန်လုံးလှူလိုက်တာဘယ်လောက်ထိလှူတယ်လဲဆိုလို့ရှိရင်လူတွေမှာသူနာပတ်ဝန်းကျင်ကလူတွေမှာလဲလုံးเสียမလိုတော့အောင်ထွန်တုံးကိုထောင်ထားရတယ်တဲ့ဟုတ်လားထမေရီချောင်းစီးဆိုတာအဲ့ဒါကိုပြောတာเนาะအမြဲတမ်းသူ့လှူမှာသွားပြီးတော့ကြောင်းကြမဲ့စားအဲ့ဒါလောက်ထိအလုံးသောပုဂ္ဂိုလ်တို့ရဲ့ပုံမှာမေတ္တာတရားကြီးမားပြီးတော့ဝေလာမပုံနာကြီးဟာ
ဒါနကောင်းမှုကိုရက်ရက်ဆက်ဆက်ပြုခဲ့တာဟုတ်လားဝေလာမဘုံသားကြီးရဲ့အလှူတွေကိုဦးဇင်းတို့အကျေတဝင့်မပြောပါဘူးဗျာအဲ့ဒီမှာအကြီးအကျယ်သူလှူခဲ့တဲ့သူ့ရဲ့လှူဒန်းမှုအစုစုတွေလှူဒန်းထားရတဲ့ဒါနကုသိုလ်ကောင်းမှုတွေအများကြီးရှိပါတယ်တဲ့မြတ်စွာဘုရားကအဲ့ဒီဒါနကောင်းမှုပြုတဲ့နေရာမှာအလှူခံပုဂ္ဂိုလ်ကိုကြည့်လိုက်တဲ့အခါကျတော့ရုပ်စွာအဆုံးတရဏဂုံတည်တဲ့ပုဂ္ဂိုလ်တောင်မှသူ့ရဲ့အလှူခံပုဂ္ဂိုလ်ထဲမှာပါမလာဘူးဟုတ်လားအဲ့ဒီလိုပါမလာတဲ့အတွက်ကြောင့်ကုသိုလ်ကောင်းမှုရဲ့တန်ဖိုးဟာနည်းတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကစပြီးတော့ဝေဖန်တယ်ဒါနကောင်းမှုတို့ရဲ့တန်ဖိုးကိုဝေဖန်ပြတာဟုတ်လားတိရစ္ဆာန်တွေကိုလှူရတာဟာဘဝ1000လောက်အကျိုးပေးတယ်တဲ့နော်အဲ့ဒီမှာအဲ့ဒီလိုတိရစ္ဆာန်တွေကိုလှူရတာတဲ့သီလနဲ့မပြည့်စုံတဲ့ဒုသီလပုဂ္ဂိုလ်လူတယောက်ကိုလှူရတာကပိုးပြီးတော့မြတ်တယ်တဲ့ဟုတ်လားအဲ့ဒီလိုသီလနဲ့မပြည့်စုံတဲ့လူပေါင်းများစွာကိုလှူရတာတဲ့သီလနဲ့ပြည့်စုံတဲ့လူတယောက်ကိုလှူရတာကမြတ်တယ်တဲ့ဟုတ်လားအဲ့ဒီလိုတရဏဂုံသီလနဲ့တည်တဲ့ပုဂ္ဂိုလ်ကိုလှူရတာတဲ့သောတာပန်ပုဂ္ဂိုလ်တဦးတယောက်ကိုလှူရတာကပိုးပြီးတော့မြတ်တယ်သောတာပန်တရားကိုလှူရတာတဲ့သဂရာဂံတရားကိုလှူရတာကမြတ်တယ်သဂရာဂံတရားကိုလှူရတာတဲ့အနာဂံတစ်ပါးကိုလှူရတာကမြတ်တယ်အနာဂံတရားထဲယဟန္တာတစ်ပါးကမြတ်တယ်အဲ့ဒါလို့ဒါနကောင်းမှုကိုအရှင်းရှင်းခွဲခြမ်းဝေဖန်ပြီးတော့ပြောသွားတာနောက်ဆုံးယဟန္တာအရှင်မြတ်ပေါင်းတရားကိုလှူရတာတဲ့ပြည့်စေကဗုဒ္ဓအရှင်မြတ်တစ်ပါးကိုလှူရတာကမြတ်တယ်ပြည့်စေကဗုဒ္ဓအပန်းတရားလှူရတာတဲ့သမ္မာသမ္ဗုဒ္ဓဖရာတဆူကိုလှူရတာကပို့ပြီးတော့မြတ်တယ်အဲ့ဒီဖရာကိုလှူရတာတဲ့ဖရာအမှုရှိတဲ့တန်ဃာတော်တွေကိုလှူရတာကမြတ်တယ်အစဉ်စဉ်တက်လာတာနော်အေးဖရာအမှုရှိတဲ့တန်ဃာတော်တွေကိုလှူရတာတဲ့ဖရာအမှုရှိတဲ့တန်ဃာတော်တွေအားလုံးကိုရည်မှန်းပြီးတော့ကြောင်းဆောက်ပြီးတော့လှူရတာကမြတ်တယ်ဒါနတွေကိုအစဉ်စဉ်တန်ဖိုးပါလို့သွားတာလေခွဲခြမ်းသွားပြတာအေးဒါကတော့ဒါနနဲ့ပတ်သက်ပြီးတော့ဗောဗျာဘာဆက်ပြီးတော့ပြောတုံဆိုတော့အဲ့ဒီဘုရားမှုရှိတဲ့တန်ဃာတော်အရှင်မြတ်တွေကိုရည်ရွယ်ပြီးတော့ကြောင်းဆောက်လှူရတာတဲ့ဒါနထဲမှာအမျက်ဆုံးလို့ဆိုရတဲ့ဒါနထက်တရဏဂုံ3ပါးဆောက်တည်ရတာကပို့ပြီးတော့မြတ်တယ်တဲ့ဒါလေးကြတော့ပြောချင်တာလေးရောက်လာပြီဟုတ်လားတရဏဂုံ3ပါးဒကမာကြီးတွေနေတိုင်းဆောက်တည်နေတာမဟုတ်လားဟင်တရဏဂုံ3ပါးဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဘုရားရှင်ကိုယ်တော်ဘေးရန်ကင်းပြောက်ချမ်းသာရအောင်စောင့်ရှောက်တော်မူတတ်သောအမြတ်ဆုံးသောအကောင်းဆုံးသောယတနာဟု၍သိမှတ်ရှိကပ်ပါ၏ဘုရားလောကမှာဘုရားတည်တာနဲ့အမြတ်ဆုံးအားကိုးစရာအကောင်းဆုံးလို့မြတ်စွာဘုရားရဲ့ဂုဏ်နဲ့အည်အသွေးကိုယုံကြည်ပြီးတော့ဘုရားကိုတကယ်အသက်နဲ့လဲပြီးတော့အားကိုးတယ်ပုံပြီးတော့ယုံကြည်တယ်ဆိုလို့ရှိရင်ဗုဒ္ဓတရဏဂုံဟုတ်ရဲ့လားနောက်ဓမ္မံတရဏံကိစ္ဆာမိတရားတော်ဟာတကယ်ကိုချမ်းသာစေတယ်တရားတော်ကလွဲလို့ချမ်းသာစေတဲ့တရားမရှိဘူးလို့တရားရဲ့ဂုဏ်တရားရဲ့အည်အသွေးကိုယုံကြည်ပြီးတော့ဓမ္မတရားတော်မြတ်ကိုသာလျှင်တရဏံဆင်းရဲပေဖြောက်ချမ်းသာရအောင်စောင့်ရှောက်တော်မူတတ်သောအမြတ်ဆုံးသောအာကိုရာယတနာရှိဟု၍ယုံကြည်သိမှတ်စိကကိုးကွယ်ပါ၏ဖျားဆိုရင်ဓမ္မတရဏဂုံဟုတ်လားနောက်အရိယသံဃာဂုံကိုရည်ရွယ်ပြီးတော့သံဃံတရဏံကိစ္ဆာမိကိလေသာကိုအစဉ်စဉ်ပယ်တတ်တော်မူကြတဲ့နောက်ဆုံးကိလေသာအတဝကုန်ခန်းတော်မူကြတဲ့သောတာပန်အစယဟန္တာအဆုံးအရိယသံဃာတို့ရဲ့ဂုံကိုစိတ်ထဲမှာယုံကြည်ပြီးတော့သံဃာတော်အရှင်မြတ်သီတာနဲ့အမျက်ဆုံးသောယရဏလို့စိတ်ထဲမှာသိမှတ်ပြီးတော့စိကကိုးကွယ်ပါ၏လို့ဆိုလို့ရှိရင်သံဃာတရဏဂုံတရဏဂုံဘယ်နှပါလဲ3ပါးအဲ့ဒါလို့ဘုရားရဲ့အည်အသွေးတရားရဲ့အည်အသွေးသံဃာရဲ့အည်အသွေးကိုစိတ်ထဲကတကယ်သိမြင်နားလည်ပြီးတော့ယုံကြည်တဲ့စိတ်နဲ့ဘုရားတရားသံဃာရဲ့အပေါ်မှာအာကိုမှုအပြည့်နဲ့တရဏဂုံ3ပါးကိုစောင့်တည်လိုက်မယ်ဆိုလို့ရှိရင်ခုနတုန်းကဘုရားမှုရှိတဲ့သံဃာတော်ရှင်မြတ်တွေကိုအကြီးအကျယ်လှူထားရတဲ့
ဒါနကောင်းမှုပေါင်းများစွာတို့ထက်ဗါတဲ့တော့မြတ်တယ်တဲ့အာကိုးစရာမကောင်းဘူးလားအေးတို့မကြီးကျယ်ကျယ်မလှူရလို့ဆိုပြီးတော့များအားငယ်စရာရှိလားဒါနတွေကိုအမျိုးမျိုးတန်ဖိုးဖြတ်ပြတယ်နော်ခုနတုန်းကဦးစင်အကြမ်းမြင်ပဲပြောခဲ့တယ်ပြည့်ပြည့်စုံစုံတော့မပြောဖြစ်ပါဘူးဟုတ်လားမိုးကလည်းရွာနေတော့လေအေးအဲ့ဒီတော့ဘလောက်ကြီးကျယ်တဲ့ဒါနထက်ပဲမဆိုးတရဏတကုံသုံးပါးဟာမြတ်တယ်ဟုတ်ရဲ့လားအဲ့တော့ဒကာကြီးဒီမကြီးများတရဏဂုံသုံးပါးအမြဲတမ်းစောင့်တည်နေတာမဟုတ်လားအေးတရဏဂုံစောင့်တည်လိုက်တိုင်းစောင့်တည်လိုက်တိုင်းဒါကလည်းလေးနဲ့ဖို့တော့လိုတယ်နော်ဘုရားရဲ့ဂုံတရားရဲ့ဂုံတန်ခါရဲ့ဂုံကိုတကယ်ကိုစိတ်ထဲကနဲ့နဲစူးစူးရှားရှားသိမြင်နားလည်ပြီးတော့ယုံကြည်တဲ့စိတ်နဲ့စောင့်တည်တဲ့တရဏဂုံမှလည်းပဲအကျိုးကြီးမှာကိုအဲ့ဒါလို့စောင့်တည်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီတရဏဂုံသည်ဒါနာပေါင်းများစွာထက်ဗါတဲ့လေตาတွေမြက်တွေအဖို့တန်နေဟုတ်လားကဲအဲ့ဒီလောက်ကြီးကျယ်တဲ့တဏ္ဍကုံထက်ဘာကပို့ပြီးတော့မြက်ပြန်လဲဆိုတော့ပါဏာတိပါဒဝေရမဏိအဒိနာဒါနာဝေရမဏိကာမေတုမိစ္ဆာသာနာဝေရမဏိမုသံဝါနာဝေရမဏိသုရမေရယမိစ္ဆာပမာတဒါနာဝေရမဏိ၅ပါးသောသိက္ခာပုဒ်တွေကိုစောင့်ထိန်ခြင်းဒီပိဋကကြီးကိုအသေးစိတ်ရှင်းမပြတော့ဘူးနော်၈ပါးသောသိက္ခာပုဒ်တွေကိုတောင်မှဒီကနေ့ဘာလုပ်နေကြတာလဲစောင့်ထိန်နေတာအဲ့ဒါလို့သူတစ်ပါးအသက်ကိုမတတ်တော့ဘူးဖရာတပည့်တော်တို့ဒီဟူသောအကြောင်းကြောင့်တော့ဘယ်တတ္တဝါမှကြောက်နေစရာမလိုဘူးတပည့်တော်အကြောင်းတော့ဘယ်သူမှတော့တွေခတ်ထားစရာမလိုဘူးပစ္စည်းတွေကိုသိမ်းဆဲထားစရာမလိုဘူးဟုတ်လားတတ္တလောကကြီးကိုဘေးကင်းတဲ့အလှူကိုလှူတာဗျ၅ပါးသီလစောင့်တည်တယ်ဆိုတာဘာအလှူကိုလှူတယ်ဘေးကင်းတဲ့အလှူကိုလှူတာဗျပစ္စည်းဥစ္စာကိုလှူထမ်းတာကဘေးကင်းတဲ့အလှူလောက်မမြတ်ဘူးဗျဟုတ်လားသီလဆိုတာအဘယဒါနတဲ့ဟုတ်လားသီလကိုနာမည်တစ်မျိုးနဲ့ပြောရင်ဒါနလို့ပြောလို့ရတယ်ဘာဒါနလဲလို့မေးရင်အဘယဒါနဘာဒါနလဲအဘယဒါနဆိုတာဘေးကင်းတဲ့အလှူဘေးကင်းတဲ့အလှူဟာပစ္စည်းတွေကိုလှူတဲ့အလှူတဲ့ပို့ပြီးတော့မြတ်တယ်တခါကြီးတို့ဘာဖြစ်လို့မြတ်တယ်လဲဆိုတော့လှူဝဲဝိထုပစ္စည်းကပိုကောင်းလို့ပေါ့ဗျဟုတ်လားဆိုကြပါစို့ဒကာဓမ္မတို့ပစ္စည်းဥစ္စာတွေကိုရကျင်သလားဒါမှမဟုတ်တစ်သက်လုံးဘေးအန္တရာယ်ကင်းတာကိုရကျင်သလားဘယ်ဟာကိုယူမလဲလို့မေးရင်ဘယ်ဟာကိုယူမလဲထင်ရှားသွားပြီဟုတ်လားအဲ့ဒါလိုပဲ၅ပါးသီလကိုစောင့်တည်လိုက်တာနဲ့တပြိုင်နက်တည်းတတ္တလောကကြီးတစ်ခုလုံးရုပ်စွာအစုံချင်းလေးတွေကြဘိုးလေးတွေကအစတတ္တလောကကြီးတစ်ခုလုံးကိုဘေးကင်းတဲ့အလှူကိုလှူတာအလှူခံကလည်းအများကြီးဖြစ်သွားတယ်နော်အေးဒါကြောင့်၅ပါးသောသိက္ခာပုဒ်တွေကိုစောင့်ထိန်ရခြင်းသည်တရဏဂုံနဲ့မြတ်တယ်ဒါနထက်မြတ်တယ်ဆိုတာကတော့ပြောမနေနဲ့တော့ဟုတ်လားဒါနထက်တရဏဂုံကမြတ်တယ်ဒါနထက်မြတ်သောတရဏဂုံထက်ပင်လျင်၅ပါးသီလသည်မြတ်တယ်ဒါကြောင့်အရိယာကန္နအရိယာတွေမြတ်နိုးတဲ့ချစ်တဲ့နှစ်သက်တဲ့သီလနော်နေသာဓမ္မအမြဲတမ်းစောင့်တည်ကျင့်သုံးရမယ့်တရားဂရုဓမ္မသီလအမြဲတမ်းအလေးအမြတ်ပြုရမယ့်တရားဟုတ်လားဖះပွင့်လာလို့ဖះကပြည့်ညက်လို့စောင့်ထင်းရတဲ့သီလမျိုးမဟုတ်ဘူး၅ပါးသီလဆိုတာလူမှန်လို့ရှိရင်အသိဉာဏ်ရှိတဲ့လူမှန်လို့ရှိရင်ကိုကျိုးစည်းဝါးကိုလိုလားသူမှန်လို့ရှိရင်အဲ့ဒီသိက္ခာပုဒ်ကြီး၅ပုဒ်ကိုမဖြစ်မနေကိုပဲစောင့်ထင်းရမယ်စောင့်ထင်းလိုက်တာနဲ့တပြိုင်နက်တည်းဒကာဓမ္မတို့ဦးဇင်းတို့သိပ်ပြီးတော့အထင်ကြီးနေတဲ့ခံခံနာနာကြီးတွေကြီးကြီးကျယ်ကျယ်ကြီးတွေလှူးနေတဲ့ဒါနထက်အများကြီးမြတ်တယ်ဒါနထက်မြတ်သောတရဏဂုံထက်တောင်မြတ်တယ်ဆိုမှတော့အထူးပြောစရာမလိုတော့ဟုတ်လားဒါကုသိုလ်တို့ရဲ့တန်ဖိုးကိုပိုင်းဖြတ်ပြနေတာနော်ဟုတ်ရဲ့လားဒါနာပေါင်းများစွာတဲ့တရဏဂုံကမြတ်တယ်တရဏဂုံနဲ့၅ပါးသီလကမြတ်တယ်အဲ့ဒီ၅ပါးသောသီလထက်ဘာကမြတ်တယ်လဲဆိုတော့လာပြန်ပြီနန္တာတရှူခိုင်နန္တာတရှူခန့်မြတ်အချိန်ကာလပေါ့နော်အဲ့ဒီလောက်ကြာတဲ့ရှစ်မှန်တဲ့မေတ္တာနော်နန္တာတရှူလောက်ပဲကြာတာဘယ်လောက်မှမကြာဘူးနော်ဒါပေမဲ့အဲ့ဒီမေတ္တာကဘယ်လိုမေတ္တာလဲဆိုတော့တကယ်ကိုတတ္တဝါအားလုံးတို့ရဲ့အပေါ်မှာတကယ်ကိုပဲချမ်းသာစေခြင်းတဲ့စိတ်နဲ့အပ္ပနာဇံဆိုင်နေလောက်အောင်စင်ကြယ်တဲ့မြင့်မြတ်တဲ့မေတ္တာဟုတ်ရဲ့လား
မေတ္တာဆိုတော့ပိဋကတို့ကသဘောပေါက်ပါတယ်အများကြီးရှင်းပြเสียလိုမယ်မထင်ပါဘူးမေတ္တာဆိုတာဘာလဲလို့မေးလို့ရှိရင်တူတူလေးနဲ့ထိထိလေးစိတ်ထဲမှာဖြည့်တရားများအရင်သိရှိလားမေတ္တာဆိုတာဘာလဲသူတစ်ပါးအကျိုးစီးပွားကိုလိုလားတာဗါတဲ့တော့သူတစ်ပါးအကျိုးစီးပွားကိုလိုလားတာမေတ္တာနဲ့ပတ်သက်ပြီးတော့နားလည်မှုတွေလွဲနေတာရှိတယ်စာရီတဲကလည်းမေတ္တာကိုချစ်ချင်းလို့ဘာသာပြန်တာကိုဗျမေတ္တာကိုချစ်ချင်းလို့ဘာသာပြန်တော့ရှုပ်ကုန်တယ်ချစ်ချင်းကသူက၃မျိုးရှိတယ်အကြံမြင်အားဖြင့်နော်ချစ်ချင်းဘယ်နှမျိုးရှိတယ်၃မျိုးပါနံပါတ်1တဏှာပေမတဏှာပေမဆိုတာယောက်ျားမိန်းမအချင်းချင်းမျက်နှာမှုချစ်ခင်မှုလင်ချစ်မယားချစ်ပေါ့ဗျာပုံမှန်လင်းလင်းပြောရရင်အဲ့ဒါပါလေတဏှာပေမတရားကိုကောက်ရင်လောဘရတယ်နော်နောက်ဂေဟတိတပေမဂေဟတိတပေမဆိုတာကသားသမီးတွေကိုမိဘတွေကချစ်တာညီကိုမောင်နှမအချင်းချင်းချစ်တာမိတ်ဆွေအချင်းချင်းချစ်တာဟုတ်လားအဲ့ဒီလိုတဏှာဒီဟူသောအိမ်ကိုအမိပြုပြီးတော့ချစ်ခင်နှစ်သက်ခြင်းပေါ့နော်သူကတော့မေတ္တာသဘောလေးထိုက်တလောက်လေးနည်းနည်းလေးဘယ်အချိုးစားထိပါမလဲတော့မသိဘူးဒါကတော့ပုဂ္ဂိုလ်ပေါ်မှာအမိပြုမှာပေါ့ပုဂ္ဂိုလ်ပေါ်မှာတည်မှာပေါ့ဟုတ်လားအဲ့ဒါလို့သားချစ်သမီးချစ်မိချစ်ဖားချစ်မောင်ချစ်နှမချစ်ဆိုတာကိုဂေဟတိတပေမသူလည်းပဲတရားကိုကောက်ရင်လောဘပဲရတယ်လောဘဆိုမှတော့အကုသိုလ်ပေါ့နော်ဒါပေမဲ့လူတော်တော်များများကဒါကိုလက်ခံဖို့ခက်ချင်ခက်နေလိမ့်မယ်နော်သို့တော်စစ်မှန်တဲ့မေတ္တာအကျိုးစီးပွားကိုလိုလားတာလေးတွေလည်းပဲအတိုင်းအဆဘယ်လောက်ထိပါမလဲတော့မသိဘူးပါတလောက်တော့ပါလိမ့်မယ်ဟုတ်လားသူကခုနတုန်းကပြောတဲ့တဏှာပေမထက်စာရင်တော့နည်းနည်းလေးတော်သေးတယ်ပြောရမယ်နော်ဂေဟတိတပေမချစ်ချင်း2မျိုးရှိပြီနော်နောက်ဆုံးချစ်ချင်းကမေတ္တာပေမမေတ္တာနဲ့ချစ်တာအဲ့ဒါကဘာလဲဆိုတော့သိမ့်ပိုက်လိုခြင်းအလျင်းမရှိဘူးဝင်ရောက်စွတ်ဖက်လိုခြင်းအလျင်းမရှိဘူးတက်တန်ကလေးတတ္တဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတာကောင်းသွားပါစေကျမ်းမာရေးတွေလည်းကောင်းပါစေစိတ်ရဲ့ချမ်းသာမှုတွေနဲ့လည်းပြည့်စုံပါစေဘာနှောင့်ယှက်မှမဖြစ်ပါစေနဲ့ဘာဘေးအန္တရာယ်မှမသင့်ပါစေနဲ့မကြမရောက်ပါစေနဲ့အလုံးကောင်းတာတွေမှန်သမျှအကုန်လုံးဖြစ်ပါစေလို့တကယ့်ကိုကြည်ကြည်လင်လင်တန်ရှင်းရှင်းအပြစ်ကင်းတဲ့တပါးသောသူတို့ရဲ့အကျိုးစီးပွားကိုလိုလားမှုတက်နော်ခုနတုန်းကတဏှာပေမတို့ဂေဟတိတပေမတို့ဆိုတာကအတ္တကိုဗဟိုပြုပြီးတော့ချစ်တာဗျဟုတ်လားမေတ္တာကြတော့အတ္တကိုဗဟိုပြုတာမဟုတ်ဘူးသူတစ်ပါးကိုဗဟိုပြုတာသူကောင်းသွားရင်ပြီးရောဟုတ်လားသောတော်တုန်းကတဏှာပေမတို့ဂေဟတိတပေမတို့ဆိုတာတွေကြတော့ကိုယ့်အတွက်ကြည့်ပြီးတော့ချစ်ကြတာကိုကြိုက်နေသမျှကာလပတ်လုံးကိုယ့်ရဲ့အလိုဆန္ဒနဲ့ကိုက်နေသမျှကာလပတ်လုံးချစ်မှာပဲကိုယ့်အလိုဆန္ဒနဲ့မညီတော့ဘူးဆိုတာနဲ့တနည်းအားဖြင့်ကိုယ်သဘောထားနဲ့မတိုက်ဆိုင်တော့ဘူးဆိုတာနဲ့တပြိုင်နက်တည်းအဲ့ဒီချစ်တာတွေမရှိတော့ဘူးဟုတ်လားဒါကြောင့်မို့လို့ဗောဗျအစကတော့မင်းမရှိရင်မဖြစ်ပါဘူးဆိုရကနေနောက်ကြတော့မင်းရှိရင်မဖြစ်ပါဘူးဆိုတာအထိပြောင်းလဲသွားကြတာရှိတယ်မဟုတ်လားရှိတယ်နော်အစကတော့တကယ်ကောင်းတယ်ထင်ပြီးတော့ကိုယ့်ရဲ့အလိုဆန္ဒတွေကိုလိုက်လျောပြီးတော့ဟာဒီလူမှမရှိရင်တော့ငါတကယ်မဖြစ်ဘူးတကယ်ပဲနော်တကယ်ကြီးမိုက်မြနောက်ကြားလာတော့သူ့အကြောင်းကိုသိကို့အကြောင်းသူသိပါတွေများလာတော့ဟောကို့အလိုဆန္ဒတွေနဲ့တဖြည်းဖြည်းနဲ့ကင်းဝေးလာပြီကိုနဲ့သဘောထားချင်းတွေကမတိုက်ဆိုင်တော့ဘူးဆိုတော့မျက်နှာကိုမကြည့်ချင်တော့ဘူးမင်းရှိရင်မဖြစ်ပါဘူးဆိုပြီးတော့အဲ့ဒီအဆင့်ထိရောက်သွားကြတာတွေရှိတယ်မဟုတ်လားရှိတယ်အဲ့ဒါကဘာလဲကိုယ့်ရဲ့အတ္တကိုအခြေခံတာတနည်းအားဖြင့်တဲ့ပြောရရင်သူ့ကိုချစ်တာမဟုတ်ဘူးကိုချစ်တာလို့တောင်ပြောလို့ရတယ်ဗျဟုတ်လားဒါကြောင့်မလို့အဲ့ဒါတွေကဘာတန်ဖိုးမှမရှိဘူးဂေဟတိတပေမလည်းတန်ဖိုးမရှိဘူးနော်တဏှာပေမလည်းတန်ဖိုးမရှိဘူးမေတ္တာပေမဆိုတဲ့မေတ္တာနဲ့ချစ်ချင်းသည်သာလျှင်တန်ဖိုးကြီးတယ်ဘယ်လောက်ထိတန်ဖိုးကြီးလဲဆိုလို့ရှိရင်ဦးဇင်းတို့မြတ်စွာဘုရားဟောပါတယ်ဗျာယောဇဘိက္ခဝေပုဗ္ဗန္နသမေယအောက္ခတနံဒါနံတရိယယောမေဇနိကသမေယအောက္ခတတံဒါနံတရိယယောတာယာနသမေယအောက္ခတတံဒါနံတရိယယောခြင်းပုဂ္ဂိုလ်သည်ပုဗ္ဗန္နသမေယနနခင်ခါကာလ၌အောက္ခတတံတရားသောဥကြီးတို့ဖြင့်ဒါနံလူဒါနကိုတတိတိပေးလူ၏လူတယောက်ပစ္စည်းကလည်းချမ်းသာတယ်တရားတရားကလည်းကောင်းတယ်ဒါကြောင့်မို့လို့မနက်ခင်းမှာထမင်းအိုးကြီးတရားနဲ့အလှူဒါနကိုပြုတယ်
ယောဘိခဝေပုဗ္ဗနာသမယမိဇနိကသမယအောက်ခတတံဒါနံတရိယနေ့လေခင်းခါမှာထမင်းဦးကြီးတရားတာယာနာသမယအောက်ခတတံဒါနံတရိယညနေချမ်းအခါကာလမှာဦးကြီးတရားတနေ့ကိုထမင်းဦးကြီးအလုံးပေါင်း300အဲ့ဒါနဲ့ကိုက်ညီတဲ့ဟင်းတွေလည်းပါမှာပေါ့နော်အဲ့ဒီလိုအလှူဒါနာကြီးအကြီးအကျယ်ပြုတာတဲ့နော်ယောဇာဘိခဝေပုဗ္ဗန္နသမယအန္တမသောဂတ္တုဟနမတ္တံပိမေတ္တာစိတ်တံဘာဝေယအကျင့်ပုဂ္ဂိုလ်တူတယောက်ကတော့မနေ့ခင်းအခါကာလမှာလက်ဖြစ်တွက်ခတ်မြကာလလောက်ကလေးနွားတို့တညစ်စာကာလလောက်ကလေးနန္တာတရှူကာလလောက်ကလေးစစ်မှန်တဲ့မေတ္တာကလေးပွားပြီးတော့အလုံးသောတတ္တဝါလောကတွေကိုအာယုံပြုပြီးတော့ချမ်းသာပါစေကောင်းကြပါစေဘယ်တော့မှမကြဘူးနော်လက်ဖြစ်တွက်ဟုတ်လားအေးနေ့လည်ခင်းအခါကာလမှာလက်ဖြစ်တွက်ညနေခင်းအခါကာလမှာလက်ဖြစ်တွက်ရှစ်မှန်တဲ့မေတ္တာကိုပွားတာဟုတ်လားအဲ့ဒီပွားရတဲ့မေတ္တာဒီဟုသောကုသိုလ်ကခုနတုန်းကအိုးကြီး300နဲ့လှူဒန်းချက်ပြုတ်ကျွေးမွေးတာထက်ပိုပြီးတော့မြင့်မြတ်တယ်ဒါကြောင့်ဦးဇင်းတို့မာစီစတော်ဘုရားကြီးရေးခဲ့တဲ့လင်္ကာလေးပိဿပေါင်းသူတော်ကောင်းတို့ရကြပါလိမ့်တနေ့3 အိုတရားဖြင့်ချက်ကထမင်းကျွေးမွေးခြင်းထဲမယွင်းစင်းစစ်နှုတ်တညစ်စာကျိန်3 မြမေတ္တာပွားများအကျိုးကြီးမာသည်ဘုရားမြတ်စွာမိန်ခွန်းသည်ကြားဘူးတယ်မဟုတ်လားကြားဘူးတယ်ဒါကြောင့်မေတ္တာကသိပ်ပြီးတော့တန်ရှင်းစင်ကြယ်တာဆိုတော့ဒါနထက်လည်းမြတ်တယ်တရဏဂုံထက်လည်းမြတ်တယ်5 ပါးသီလထက်လည်းမြတ်တယ်ဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့မေတ္တာဆိုတဲ့တရားကိုအများကြီးတန်ဖိုးနားလည်ပြီးတော့တန်ဖိုးထားပြီးတော့မိမိတန်တာမှာဖြစ်အောင်မကြိုးစားသင့်ဘူးလားကြိုးစားသင့်နေမြတ်စွာဘုရားလက်ထက်ကမဏိပတ္တဆိုတဲ့ဘလူးကမြတ်စွာဘုရားကိုလမ်းပြီးတော့လျှောက်တယ်ရှင်ဘုရားတတိနဲ့ပြည့်စုံလို့ရှိရင်အခါခတ်သိမ်းကောင်းတယ်တတိနဲ့ပြည့်စုံလို့ရှိရင်အမြဲတမ်းချမ်းသာတယ်တတိနဲ့ပြည့်စုံလို့ရှိရင်လာမဲ့အနာဂတ်မှာဘာမှယုံညံ့တာမဖြစ်နိုင်ဘူးကောင်းတာတွေကြီးဖြစ်မှာပဲလို့တတိရဲ့တန်ဖိုးကိုအဲ့ဒါလိုမြတ်စွာဘုရားကိုလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကတကားတော့တတိနဲ့ပြည့်စုံရင်အာလုံးကောင်းတယ်တတိနဲ့ပြည့်စုံရင်မနှက်ဖြန်တိုင်းအာလုံးကောင်းတယ်သို့တော့ယံတော့မကင်းသေးတဲ့မေတ္တာနဲ့ပါပြည့်စုံမှအာလုံးကောင်းပြီးတော့ယံကင်းကြလိမ့်မယ်မေတ္တာကိုဘေးရန်ကင်းတဲ့အဆောင်လျှောက်တရားတစ်မျိုးအနေနဲ့မြတ်စွာဘုရားအဲ့ဒီမှာမိတ်နေနော်ဒါကြောင့်ဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာလည်းဟောထားတာရှိ32 လက်သစ်ထူတဲ့ရှည်တဲ့အင်မတန်ထက်တဲ့တန်လျက်ကြီးကိုတစုံတယောက်သောပုဂ္ဂိုလ်ကလိမ့်လိုက်မယ်ခွေလိုက်မယ်လို့စိတ်ကူးပြီးတော့လိမ့်မယ်ခွေမယ်လုံးမယ်ဆိုလို့ရှိရင်သူ့ရဲ့လက်တွေဒီသာလည်းအပိုင်းပိုင်းပြတ်သွားမယ်တန်လျက်ကတော့လုံးသွားမှာမဟုတ်အဲ့လိုပဲမေတ္တာစိတ်နှလုံးပြည့်စုံအောင်ကြိုးစားထားတဲ့လူတစ်ယောက်ကိုတကူရှိတဲ့အမနုဿတယောက်ယောက်ကတောင်မှဒီလူကိုစိတ်ဖောက်ပြန်သွားအောင်ဒီလူကိုဒုက္ခရောက်သွားအောင်ငါလှုပ်လိုက်မယ်လို့သူကြံစီတယ်ဆိုရင်သူသာလျင်ပင်ပန်းမယ်မေတ္တာနှလုံးပြည့်စုံတဲ့ပုဂ္ဂိုလ်မှာဘာမှဒုက္ခရောက်เสียအကြောင်းမရှိဘူးတဲ့ဟုတ်ရဲ့လားအေးနောက်ထပ်တစ်မျိုးလဲဟောပါသေးတယ်ယောက်ျားသားနေပြီးတော့မိန်းမသားများတဲ့အိမ်ကိုရန်သူတွေတခိုးတွေဝင်ရောက်နှိပ်စက်ဖျက်ဆီးဖို့လွယ်တယ်တဲ့အဲ့ဒီလိုပဲဒေါသတွေများပြီးတော့မေတ္တာအားနေတဲ့ပုဂ္ဂိုလ်ကိုဘေးကအမနုဿအစရှိတဲ့ရန်သူတွေကဒုက္ခရောက်အောင်လုပ်ဖို့အင်မတန်လွယ်တာပဲတဲ့ဟုတ်လားယောက်ျားသားများပြီးတော့မိန်းမသားနေတဲ့အိမ်ကိုရန်သူတွေတခိုးတွေဝင်ရောက်နှိပ်စက်ဖို့ခဲရင်းတယ်လို့မေတ္တာတွေများပြီးတော့ဒေါသနေတဲ့ပုဂ္ဂိုလ်ကိုလည်းပဲအမနုဿအစရှိတဲ့ရန်သူတွေဝင်ရောက်နှိပ်စက်ဖို့အင်မတန်ခဲရင်ပါတယ်တဲ့အာကိုစရာမကောင်းဘူးလားကောင်းတယ်ဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားကကုသိုလ်ကောင်းမှုတို့ရဲ့တန်ဖိုးကိုအဲ့ဒါလိုဝေဖန်ခွဲခြမ်းပြီးတော့ပြတာနော်ဒါနာပေါင်းများစွာတဲ့တရဏဂုံကမြတ်တယ်တရဏဂုံထဲ5 ပါးသီလကမြတ်တယ်5 ပါးသီလထဲမေတ္တာကမြတ်နေတယ်ဟုတ်လားဦးဇင်းတို့ဒေသနာတော်တစ်ခုမှမြတ်စွာဘုရားပြောတာလေမှတ်သားစရာကောင်းတယ်လှုပ်เสียကင်เสียကကြီးကထလည်းအင်မတန်နေတယ်ငွေကုန်ကြီးကြလည်းလုံးဝမရှိဘူးလှုပ်ဖို့ကင်ဖို့လည်းအင်မတန်သက်သာတယ်လွယ်ကူတယ်အကျိုးတရားကြတော့ပူပူပြီးတော့ကြီးသွားတယ်စိတ်ဝင်စားစရာကောင်းတယ်နော်
ဒါနတဲ့တရဏဂုံကလောရကန်ရတာကယိကထဒုက္ခတွေလည်းအင်မတန်နည်းတယ်နော်သို့တော်ရလာတဲ့အကျိုးကြတော့အများကြီးကြီးတယ်အဲ့ဒီတရဏဂုံနဲ့၅ပါးသောသီလကပို့ပြီးတော့လောရကန်ရတာလွယ်ရတယ်ကယိကထတယ်သို့တော်အကျိုးကြတော့သူကဦးကြီးနေပြန်ရောဟောမေတ္တာနော်လောရကန်ရကယိကထသူ့ထက်ပို့ပြီးတော့နဲပေမဲ့လို့အကျိုးတရားကြတော့သူကပို့ပြီးတော့ကြီးနေတယ်အံ့ဩစရာမကောင်းဘူးလားအေးအဲ့ဒီမှာကဲမေတ္တာတရားကတော့အခုဘိုးဆွဲနေပြီနော်ကုသိုလ်ကောင်းမှုထဲမှာနော်မြတ်စွာဘုရားကဟောပါသေးတယ်ဗျာအမှတ်ရတာလေးတစ်ခုပြောအောင်မယ်ကောင်းငယ်မှာညတိုင်ကြတော့နက္ခတ္တရာကျေတကာတွေထွက်နေတာမရှိဘူးလားရှိတယ်အဲ့ဒီနက္ခတ္တေကျေတွေအဲ့ဒီအယောင်တွေထက်လာယောင်ဟာအကြီးကျယ်ဆုံးပဲလာယောင်ဟာအမျက်ဆုံးပဲလာယောင်ဟာအလွှမ်းမိုးနိုင်ဆုံးပဲဟုတ်လားကျေတွေနက္ခတ္တေထဲမှာလာဟာဆရာကြီးပဲလေအဲ့လိုပဲဟောဒီလောကီကောင်းမှုလောကီအကျိုးခန္ဓာတည်းဟူသောအကျိုးကိုပေးတတ်တဲ့လောကီကုသိုလ်တွေထဲမှာလောကုတ္တရာကုသိုလ်တော့မပါဘူးနော်မကုသိုလ်တွေတော့မပါဘူးနော်အေးဟောဒီလောကီကုသိုလ်တွေထဲမှာမေတ္တာသည်အကြီးကျယ်ဆုံးပဲသူသည်အလင်းဆုံးပဲသူသည်အတောက်ပဆုံးပဲဟုတ်ရလားအခုအလင်းရောင်ပေါင်းများစွာထွက်နေတာထဲမှာနေမင်းရဲ့အလင်းရောင်ဟာအကြီးကျယ်ဆုံးပဲနေရောင်ကိုဘယ်သူမှမတူနိုင်ဘယ်အလင်းရောင်မှမတူနိုင်အဲ့လိုပဲလောကီကုသိုလ်တွေထဲမှာမေတ္တာဆိုတဲ့အယောင်ဟာအကြီးကျယ်ဆုံးပဲနော်ဘယ်ကုသိုလ်ထဲမှာရှင်လို့မရလောကီကုသိုလ်တွေထဲမှာမေတ္တာသည်ခေါင်းမှာရှိတယ်ဟုတ်ရလားမေတ္တာဟာထိတ်ခေါင်းမှာရှိနေတယ်ဗျာဒါကြောင့်မြတ်စွာဘုရားအင်္ဂုတ္တပါဠိတော်မှာလည်းဟောထားတာရှိပါတယ်ဗျာခြေသားတို့တဲ့ကုသိုလ်ကောင်းမှုကိုမကြောက်ကြနဲ့ကုသိုလ်ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်ပါတဲ့မြတ်စွာဘုရားကငါတဲ့တခုသောဘဝတုန်းကမေတ္တာတရားကို9နှစ်လောက်အချိန်ယူပြီးတော့ပွားများလိုက်တာတဲ့အဲ့ဒါသေလဲသေရောငါဗြဟ္မပြည်မှာကဘာပေါင်းများစွာစံစားရတယ်တဲ့အဲ့ဒါတဖြည်းဖြည်းနဲ့တရားမင်းရဲ့အဖြစ်ပေါင်း36ကြိမ်နောက်လူဖြစ်တော့စကြဝဠာမင်းရဲ့အဖြစ်ဘယ်နှကြိမ်အဲ့ဒီမှာစီးစိမ်ဥစ္စာဘလောက်ပိုင်တယ်လို့သတ်မှတ်လို့မရလောက်အောင်ကြီးကျယ်တဲ့ပိုင်ဆိုင်မှုတွေနဲ့ကြီးကျယ်တဲ့စီးစိမ်တွေကိုငါအချာကြီးရခဲ့ဘူးတဲ့မေတ္တာပွားတုန်းကတော့9နှစ်ထဲနော်ရလာတော့အကျိုးတရားတွေကအများကြီးမေတ္တာရဲ့အကျိုးတရားတွေနဲ့ပတ်သက်ပြီးတော့ပြောစရာတွေခေါင်းထဲပေါ်လာတိုင်းပြောရရင်ကြံတဲ့တရားတွေဟောလိုက်ရမှာမဟုတ်ဘူးဟုတ်လားတရားကမဆုံးသေးဘူးနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မေတ္တာတရားကိုလက်ကင်ထားပြီးတော့ကိုယ့်ရဲ့အကျိုးစီးပွားကိုကြီးတဲ့ကြီးအောင်မဆောင်ရွက်သင့်ဘူးလားဆောင်ရွက်သင့်တယ်မေတ္တာကိုလည်းပဲလွယ်ရှင်းရှင်းလေးနဲ့တိတိကျကျသဘောပေါက်ဖို့လိုတယ်နော်သူတစ်ပါးရဲ့အကျိုးစီးပွားကိုလိုလားတာဒါပဲနော်သူတစ်ပါးရဲ့အကျိုးစီးပွားကိုလိုလားတာကောင်းသွားပါစေစိတ်ကလေးနဲ့လိုလားတာမြန်ဘာမှလည်းကုံသွားတာမဟုတ်ဘဲနဲ့ဘာလို့မြန်တွန့်နေကြလဲမသိဟမ်ခက်တော့ခက်တယ်နော်ကိုကသူများကိုကြီးပွားစေခြင်းနဲ့စိတ်ထားဖို့နေနေတာသူကသူကြီးပွားနေတာတော့တခါလေးသိပ်ပြီးတော့စိတ်တိုင်းမကြဘူးခင်ဗျားတို့ကျတို့ပုထုဇဉ်တို့ရဲ့စိတ်ဟာအင်မတန်ဆက်ဆုပ်စရာကောင်းတယ်ဗျနော်သူကြီးပွားနေတာသူဆင်းပြေးနေတာတော့မှစိတ်ထဲမှာမကျေနပ်တဲ့သဘောမခံစားနိုင်တဲ့သဘောတွေရှိနေတယ်ဟုတ်တယ်ရှိတယ်မဟုတ်လားရှိတာဘောဗျာပုထုဇဉ်ဆိုဒီတန်ရောဇဉ်ပဲကိုမပေးရသေးဘူးအိတ်တာမရှိရိယတန်ရောဇဉ်ကိုလေအဲ့ဒီလိုဆိုးွားတဲ့တရားတွေနဲတဲ့နဲတော့အောင်မေတ္တာစစ်မေတ္တာမှန်လေးတွေပွားများဖို့မလိုဘူးလားလိုတယ်အဲ့ဒီလောက်ကြီးကျယ်တဲ့မေတ္တာထက်ဘယ်တရားကမြတ်နေပြန်တုံးဆိုတော့ဟောနောက်ဆုံးလာပြီအနိစ္စတင်ညာဣတိဘာတဲ့တော့အနိစ္စတင်ညာဆိုတာဘာလဲဆိုတော့အနိစ္စဆိုတာကမမြဲတာတင်ညာဆိုတာကတော့အမှတ်ပေါ့မမြဲဘူးလို့စိတ်ထဲမှာမှတ်နေတာတနည်းအားဖြင့်မမြဲတာကိုအမှတ်ရတာမမြဲတဲ့သဘောကိုအမှတ်ရတာနော်အဲ့ဒီမမြဲတဲ့သဘောကိုအမှတ်ရတဲ့အနိစ္စတင်ညာသည်ဒီလောကီကုသိုလ်တွေထဲမှာခေါင်လို့ဆိုရတဲ့မေတ္တာတရားထက်အစာပေါင်းများစွာပါတယ်တဲ့တဘာဝတရားမှန်သမျှဘယ်တရားမှမမြဲဘူးလို့မမြဲတာကိုသိတဲ့အနိစ္စတင်ညာဟုတ်ရလားခုဆိုကြပါစို့ဦးဇင်းတို့တရားတော်မတို့ခန္ဓာ၅ပါးရှိတယ်လို့ကြားဘူးတယ်နော်ယူပက်ခန္ဓာရုပ်အစုအဝေးကြီးပေါ့နော်မျက်စိနဲ့မြင်နေရတယ်နော်ဒါပေမဲ့ဉာဏ်နဲ့ကြည့်လိုက်ရင်တော့ပူတဲ့သဘောအေးတဲ့သဘောမာတဲ့သဘောပြော့တဲ့သဘောတွန်းကန်တဲ့သဘောလှုပ်ရှားတဲ့သဘောဟုတ်လားနှွေးတဲ့သဘောအေးတဲ့သဘောလေးတွေပဲရှိတယ်လေ
အဲ့ဒါကဘာလဲဆိုတော့ရုပ်အစုအဝေးကြီးပေါ့ဟုတ်လားအဲ့ဒီရုပ်အစုအဝေးကြီးကိုယူပဲခန္ဓာယူပါဆိုတာကရုပ်ခန္ဓာဆိုတာကအစုအဝေးအပေါင်းအစုံအတုံးအခဲကြီးပေါ့ဗျာအစုကြီးပေါ့ဗျာဟုတ်လားအဲ့ဒီယူပဲခန္ဓာသည်မြတ်စွာဘုရားကဖေနပိဏုပမံရူပံယူပဲခန္ဓာဆိုတာရေမြုပ်တုံးကြီးနဲ့တူတယ်တဲ့တခါတခါရေတွေမှာအများကြီးရှိနေတော့မြောင်းပေါဝတွေမှာတခါကြီးမိုက်မြမြင်ဘူးပါလိမ့်မယ်ရေမြုပ်တုံးကြီးတခါတည်းတင်းနေတာရှိတယ်လေတိတိချာချာကတ်ကြည့်လိုက်တော့ရေမြုပ်ဆိုတာရေဘူးပေါင်းတိတိလေးတွေစုနေတာကိုရေမြုပ်လို့ခေါ်တယ်မဟုတ်လားအဲ့ဒီရေဘူးပေါင်းတိတိလေးတွေကဟိုဘူးပေါင်းတိတိလေးတွေကပေါက်ကနေပေါက်သွားလိုက်ဒီနားလေးကဖြောက်ကနေပေါက်သွားလိုက်နောက်ထပ်ဘူးပေါင်းလေးတစ်မျိုးကဖြစ်လာလိုက်ဘူးပေါင်းလေးတစ်နေရာကပေါက်သွားလိုက်နဲ့တိတိချာချာကြည့်တော့ဖြောက်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 နဲ့ဘူးပေါင်းတိတိလေးတွေနော်တချို့ဆိုအဖျားလေးလောက်ပဲရှိမယ်ဟုတ်လားအဲ့ဒီရေဘူးပေါင်းတိတိလေးတွေကဘာဖြစ်နေတော့ပေါက်နေတယ်ပြက်နေတယ်အဲ့ဒီရေမြုပ်ကြီးနဲ့တူတယ်တဲ့ရုပ်ဆိုတာအမြဲတမ်းပျက်စီးနေတာအနိစ္စတင်ညာလေးကိုသဘောပေါက်အောင်ပြောပြနေတာနော်ဒါကရုပ်အစုဝေးနောက်ဝေဒနာအစုဝေးခံစားမှုတွေရှိတယ်နော်ကောင်းတယ်ဆိုးတယ်အလေအလတ်ပေါ့အဲ့ဒီဝေဒနာအစုဝေးကြီးရှိတယ်နော်အမြဲတမ်းဖြစ်နေတယ်တော့ဝေဒနာခုညောင်းတယ်နားတယ်ကျင်တယ်ဟုတ်လားစိတ်ထဲမှာသက်သာတယ်မသက်သာဘူးဝေဒနာတွေနော်အဲ့ဒီဝေဒနာကြတော့ဘာနဲ့တူလဲဆိုတော့ခုမိုးရွာတဲ့အခါကျတော့ရေပြင်ကလေးနည်းနည်းလောက်ပေါ်လာတော့မိုးပေါက်ကလေးတွေကဖြောက်ကနေကျလိုက်တော့ရေလှိုင်းကလေးကဝိုင်းရင်လည်းဆိုပြီးတော့ရေဘွက်ကလေးထင်သွားတာမြင်လားဘယ်လောက်ကြာလဲဘယ်လောက်မှမကြာဘူးဝိုင်းကနေဆိုပြီးသွားပြန်ရောနောက်ထပ်တစ်ပေါက်ကြာဝိုင်းကနေဆိုတော့ပြီးသွားပြန်ရောဟုတ်လားအဲ့ဒီခံစားမှုလေးတွေဟာအဲ့ဒီရေဘွက်ကလေးတွေလိုပဲဘာမှတည်မြဲတာမဟုတ်ဘူးခုပေါ်လာတယ်မရှိတော့ပြန်ဘူးနောက်ထပ်တစ်မျိုးခံစားတယ်မရှိတော့ပြန်ဘူးမရှိတော့ဘူးမရှိတော့ဘူးမရှိတော့ဘူးအဲ့လိုဖြစ်နေတာနော်ကုန်းသွားတယ်ပျောက်သွားတယ်အဲ့လိုဖြစ်နေတာနော်အဲ့ဒါပါလေဝေဒနာတို့ရဲ့အနေရှာနောက်သင်ညာအစုအဝေးတဲ့မှတ်သားမှုအစုအဝေးရှိတယ်မောင်ဖြူကိုမှတ်တယ်မောင်ဒီကိုမှတ်တယ်ဟုတ်လားအစိမ်းကိုမှတ်တယ်အနီကိုမှတ်တယ်အဝါကိုမှတ်တယ်ကောင်းတာမှတ်တယ်မကောင်းတာမှတ်တယ်မှတ်ထားတာဒီမှာအများကြီးပဲမြင်လိုက်ရင်ဘယ်သူလို့တန်းသိတယ်လူစိုးလူကောင်းအကုန်သိတယ်ငါပေါ့ကောင်းတယ်ဆိုတယ်အကုန်သိတယ်ဗျာမြင်လိုက်တာစိတ်ကဘယ်သူအစွမ်းလဲသင်ညာရဲ့အစွမ်းပစ္စည်းတစ်ခုကိုမြင်လိုက်တဲ့နဲ့ဒါဘာလို့တယ်ဘာလို့တယ်ဒီဥစ္စာကဘာအကုန်လုံးသိတယ်ဗျာဘယ်သူရဲ့အစွမ်းလဲသင်ညာရဲ့အစွမ်းအဲ့ဒီသင်ညာကဘာနဲ့တူလဲဆိုတော့တန်လျက်နဲ့တူတယ်တဲ့ဘာနဲ့တူတော့တန်လျက်နဲ့တူတယ်တဲ့ဗျာတန်လျက်ဆိုတာနေပူတဲ့အခါကျတော့ရေးနဲ့တက်နေတာဘယ်ဟာမှလက်ဆုပ်လက်ကင်ပြစရာလည်းမရှိဘူးအမှန်ကတော့တန်လျက်ဆိုတာအလကအတုကြီးပဲဗျာနော်အလိမ်ညာသဘောကြီးပဲဗျာဟုတ်လားတခါတလေဦးဇင်းတို့ကတ္တရာလမ်းပေါ်မှာတခါကြီးတို့သတိထားမိပါလိမ့်မယ်ကားစီးပြီးတော့ကားကောင်းလေးရစီးရင်ကတ္တရာလမ်းပေါ်မှာရေပြင်ကြီးလိုဟာစိုးနေတာမျိုးကြီးမြင်ဘူးတဲ့အဲ့ဒီနောက်ရောက်တော့လည်းမရှိတော့တကယ်ရေဟုတ်လားတန်လျက်ကိုရေထင်ရွှေသမင်းအလိုက်မှဆိုတာကြားဘူးတယ်မဟုတ်လားတန်လျက်ဆိုတာတကယ်မဟုတ်ဘူးနော်အဲ့ဒီလိုပဲဒကာဓမ္မတို့ဦးဇင်းတို့ရဲ့သင်ညာတွေဟာအလိမ်ညာတွေကြီးပဲမကောင်းတာကိုအကောင်းလို့မှတ်တယ်ဆင်းရဲကိုချမ်းသာလို့မှတ်တယ်အနှစ်မရှိတာကိုအနှစ်ရှိတယ်လို့မှတ်တယ်သူလိန်ထားလို့ဒကာဓမ္မတို့ဦးဇင်းတို့တွေဒုက္ခရောက်နေတာဒါကြောင့်ဆွန်းတွန်းစတော်ဘုရားကြီးကမြင်တာမှာသင်ညာဖုံးတော့သင်္ကာမကင်းဖြစ်တတ်တယ်တဲ့မြင်တာကတော့ရုပ်တွေကိုမြင်တာပဲသို့တော့အဲ့ဒါကိုသင်ညာကလိန်လိုက်တော့ဒါပဇူဘဲဝါမောင်ဖြူမောင်နီမတ်နီမှတ်တယ်ပြီးတော့ကောင်းတယ်ဆိုတယ်လို့စိတ်ထဲကမှတ်တယ်ကောင်းတယ်ဆိုရင်ချစ်မယ်မကောင်းဘူးဆိုရင်မုန်းမယ်အလုပ်တွေအများကြီးရှုပ်ကုန်ပြီသဘောပေါက်လားမြင်တာကိုသင်ညာဖုံးတော့သင်္ကာမကင်းဖြစ်တယ်ဆိုတာအဲ့ဒါပြောတာနားလေလားဒါကြောင့်သင်ညာဆိုတာတန်လျက်တဲ့ဖွယ်ဘာအနှစ်မှမရှိဘူးယူဘက်ခန္ဓာအစုဝေးဝေဒနာခန္ဓာအစုဝေးသင်ညက်ခန္ဓာအစုဝေးခုပြီးတော့ဗာလဲသင်္ခါရခန္ဓာအစုဝေးသင်္ခါရဆိုတာပြုလုပ်မှုရှေ့ချောမှုကောင်းတာတွေလုပ်မယ်မကောင်းတာတွေလုပ်မယ်အကုန်လုံးသင်္ခါရတွေနော်အဲ့ဒီသင်္ခါရကဘာနဲ့တူတုံးဆိုတော့ငပြောတုံးနဲ့တူတယ်တဲ့တစ်ဖက်ခွာလိုက်လဲအကာပဲနောက်တစ်ဖက်ခွာလိုက်လဲအကာပဲနောက်တစ်ဖက်ခွာလိုက်လဲအကာပဲငပြောတုံးကုံသာကုံရောက်အနှစ်ရှိတာပါမှမရှိဘူးအဲ့ဒါလိုပဲဘဝတန်တရားတွေကိုမက်မောပြီးတော့ပြုသမျှကုသိုလ်တွေကောင်းလိမ့်မယ်ထင်ပြီးတော့ပြုသမျှအကုသိုလ်တွေအဲ့ဒီဘဝတန်တရားမက်မောပြီးတော့ပြုတဲ့ကုသိုလ်အကုသိုလ်သင်္ခါရတရားမှန်သမျှသည်အကျိုးတွေတော့ပေးမှာပဲပေးလိုက်တဲ့အကျိုးတွေကယုတ်တရားနံတရားဆိုတဲ့အကာတွေကြီးပဲအနိစ္စတရားတွေကြီးပဲတဘဝရလဲသေပြီးတော့ပြီးသွားပြန်ရောနောက်တဘဝရပြန်တော့လဲသေပြီးတော့ပြီးသွားပြန်ရောငပြောတုံးတစ်ဖက်ခွာလိုက်တဲ့အကာပဲနောက်တစ်ခါခွာလဲအကာပဲခုတရားဓမ္မတို့ပညာတွေတတ်တယ်ပြောပစ္စည်းတွေရှိတယ်ပြော
ဂုံနေရှိတယ်ပြောပြီးတော့သေတာပဲညံတုံးလုံးလို့အကောင်းထင်နေတာသေတာမြင်ရင်ဘယ်တော့မှမကောင်းဘူးဆိုတာသိကိုသိတယ်ဘယ်လိုလူမျိုးရဲ့ဘဝမှာမကောင်းဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားကမစင်ကျင်ကြီးဆိုရင်နည်းနည်းလေးတောင်မကောင်းတဲ့အနံ့ရှိတယ်အဲ့လိုပဲဘဝဆိုရင်လက်ဖြစ်တွက်လောက်လေးဖြစ်နေတာတောင်ငါဘုရားမချီးမွမ်းဘူးတဲ့ဘဝဘယ်ဘဝမှမကောင်းဘူးဒါကြောင့်သင်္ခါရတရားဟာငပြောတုံးတဖွဲတဘဝရစီတယ်နောက်ဘဝရစီတယ်ဘဝတွေကိုထက်ရသေးတယ်ရာတိုင်းသောဘဝသည်သုတ်တန်နဲ့အဆုံးသတ်ပြီးတော့ဒီလိုနဲ့ပြီးကြရတာပြီးတော့လဲပြီးရတာကြီးပဲအရေးတာကြီးနေတာနော်အရေးကလည်းကြီးလိုက်တာလွန်းနေတာပဲဟုတ်လားဘာဖြစ်လို့အရေးတွေကကြီးနေတာပြီးတော့လဲပြီးကြရတာပဲဆိုတာကိုတကယ်နားမလဲလို့ပေါ့ဟုတ်ရဲ့လားဘာခန္ဓာကြံသေးတယ်ဝိညာဉ်နဲ့ခန္ဓာဆိုတာဒီသိမှုကလေးကိုပြောတာမြင်တယ်ကြားတယ်နားတယ်စားတယ်ထိတယ်သိတယ်ဝိညာဉ်6ပါးသဘောပေါက်တယ်နော်အဲ့ဒါအတူချုပ်ကလေးပြောတာအဲ့ဒီဝိညာဉ်နဲ့ခန္ဓာကြတော့မာယူပမာနင်စဝိညာဏမျက်လှည့်သမားကြီးနဲ့တူတယ်တဲ့စိတ်ကဘာနဲ့တူမျက်လှည့်ကထရွက်6ကိုလည်း9ဖြစ်အောင်လှုပ်လိုက်တာပဲစက်ကူကိုလည်းပတ်စံဖြစ်အောင်လှုပ်လိုက်တာပဲဟာဟုတ်နေတာပဲကြည်ရင်နဲ့ဟုတ်နေတာပဲဒါပေမဲ့အစစ်အမှန်ပါလားမပါဘူးအလိမ်ညာပဲသူလည်းပဲအလိမ်ညာပဲမာယာသဘောပဲဟုတ်လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ဝิญဉ်ဒီမာယာတုံးမာယာခဲကြီးသူကအမျိုးသိနေတာသူချဲလဲနေတာဒီတန်တရားကြီးကိုဟုတ်လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝလို့ခေါ်ရတဲ့ဒီခန္ဓာ၅ပါးဘာမှအနှစ်မရှိဘူးတကယ်ကတော့တုံညသဘောဘာသဘောလဲတုံညသဘောဘာတန်ဘူးမှမရှိဘူးဘာတန်ဘူးမှမရှိတဲ့ဒီတုံညကိုပဲသူကတော့1ဟိသူကတော့2ဟိဟာသူကတော့သိမ့်တန်းဂရေဆိုပြီးတော့ဟာတန်ဘူးတွေအမျိုးတက်တယ်ဗျာဟင်ဒီကမကြီးတွေတက်ထားလားဘယ်သူကတော့ဘလောက်တန်နေဘယ်ပစ္စည်းကတော့ဘလောက်တန်နေတန်ဘူးတွေတက်မထားဘူးလားတကယ်တမ်းကဘာတန်ဘူးရှိတော့ဘာတန်ဘူးမှမရှိဘူးတုံညတဲ့လောကဆိုတာတုံညပဲဗျတန်ဘူးမရှိဘူးဒါပေမဲ့လောကဆိုတာတုံညလို့သဘောပေါက်ဖို့ကအနိစ္စတင်ညာရှိဖို့လိုတယ်မမြဲတာကိုမြင်မှဩတကယ်ကောင်းတာမှစိတ်သုံးတကူဘာမှတန်ဖိုးရှိတာမရှိပဲကိုလို့တုံညကိုမြင်တာတုံညကိုမြင်တော့မှအရေးကြီးနေတာတွေရော့ပြီးတော့တတ်တာဝါတာဟုတ်လားတုံညကိုမြင်လို့ရှိရင်ဘာအတွက်ငါအရေးကြီးနေတာလဲဘလောက်တန်ဖိုးရှိတဲ့ကိစ္စအတွက်ငါအရေးကြီးနေတာလေဘာမှတန်ဖိုးမရှိဘူးဆိုတာသိရင်တန်ဖိုးမရှိတဲ့အရာအတွက်အရေးကြီးတယ်ဆိုတာလည်းမရှိနိုင်ပါဘူးဗျတန်ဖိုးရှိတယ်ထင်လို့မို့အရေးကြီးနေတာပြာရခတ်နေတာအိန္ဒိမယဖြစ်နေတာဟုတ်ရဲ့လားဒါကြောင့်လောကမှာတကယ်သက်သာခြင်းရင်ဘဝရဲ့လောကရဲ့အမှန်ဖြစ်တဲ့သုံးညသဘောကိုမြင်အောင်ကြည့်ရမယ်တန်ဖိုးမရှိဘူးလို့မြင်အောင်ကြည့်ရမယ်တန်ဖိုးမရှိတာကိုတကယ်သိခြင်းရင်အနိစ္စတင်ညာကိုမြင်အောင်ကြည့်ရမယ်အနိစ္စတင်ညာရှိရဒါကြောင့်အဲ့ဒီအနိစ္စတင်ညာဒီအင်မတန်လဲလေးနက်တယ်အင်မတန်လဲမွန်မြတ်တယ်အင်မတန်လဲကောင်းတယ်တန်ဖိုးရှိတယ်ဒါကြောင့်အနိစ္စတင်ညာသည်မေတ္တာတရားထက်မြတ်တယ်တဲ့ကုသိုလ်တို့ရဲ့တန်ဖိုးပြောပြနေတာနော်အေးဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒါကုသိုလ်တို့ကောင်းမှုတို့ရဲ့တန်ဖိုးကိုဒီလိုပြောပြီးတော့ဒါဦးဇင်းတို့ဝေလာမသုတ်တံကိုဏိကုံးချုပ်လိုက်တာဟုတ်လားအဲ့ဒီတော့ပိဋကပေါင်းသူတော်ကောင်းတို့ပြန်လဲပြီးတော့မှတ်သားဖို့ရာကဒါနာပေါင်းများစွာတဲ့မှာကိုပဲဒါနာအချင်းချင်းကိုပဲမြတ်စွာဘုရားတန်ဖိုးဖြတ်ပြီးတော့မသွားဘူးလားသွားတယ်အဲ့ဒီဒါနာပေါင်းများစွာတဲ့ဘာကမြတ်တယ်တရဏဂုံကမြတ်တယ်တရဏဂုံထက်ဘာကမြတ်တယ်၅ပါးသီလထက်မေတ္တာတရားထက်အနိစ္စတင်ညာကမြတ်တယ်သူကတကယ်အေးချမ်းစေတယ်ဘဝတန်တရားကတကယ်လွတ်မြောက်စေတယ်ညီးငွေတရားတွေကိုတကယ်ညီးငွေသွားစေတယ်ဒါကြောင့်သူသည်သာလည်းအမျက်ဆုံးတဲ့အနိစ္စတင်ညာဝိပဿနာတရားလို့ပြောမယ်ဆိုရင်လည်းပြောလို့ရပါတယ်ဟုတ်ရဲ့လားအေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကိုဗုဒ္ဓဘာသာဝင်တွေဖြစ်နေတော့မိမိတို့ရဲ့လုပ်ငန်းကြီး၃ရပ်ကိုထိုက်သည့်အားလျော်စွာလုပ်ကြမှာပဲလေမကောင်းမှုတွေကိုရှောင်ရှားဖို့မကြိုးစားကြဘူးလားကြိုးစားကြတယ်ကောင်းမှုတွေကိုပြည့်စုံဖို့ဆိုပြီးတော့ဒုတိယတာဝန်တစ်ရက်အနေနဲ့မကြိုးစားကြဘူးလားကြိုးစားကြတယ်တတိယတာဝန်တစ်ရက်အနေနဲ့စိတ်နှလုံးတည်းဟူသော
ဒီအင်မတန်တန်ရှင်းတဲ့စိတ်ကလေးပေါ်မှာတင်းနေတဲ့လောဘဒေါသမောဟမာနအိတ်တမစ္စရိယအစရှိတဲ့အညစ်အကြေးတွေကိုတန်ရှင်းဖြူစင်သွားအောင်ဆေးကြောတုတ်တင်ရမယ်ဆိုတဲ့တတိယတာဝန်ကြီးကိုလည်းမကြိုးစားကြဘူးလားကြိုးစားကြတယ်ဟုတ်လားအဲ့ဒီလိုကြိုးစားတဲ့နေရာမှာဒုတိယတာဝန်ဖြစ်တဲ့ကောင်းမှုကုသိုလ်ကိုပြည့်စုံအောင်လုပ်ရမယ်ဆိုတဲ့တာဝန်နဲ့ပတ်သက်ပြီးတော့ကုသိုလ်ကိုလုပ်တော့မယ်ဆိုပြန်တော့လေဘယ်ကုသိုလ်ထက်ဘယ်ကုသိုလ်ကတာတယ်ဘယ်ကုသိုလ်ကတန်ဖိုးဘလောက်ဘယ်ကုသိုလ်ကတော့တန်ဖိုးဘလောက်လို့သိဖို့မလိုဘူးလားအင်မတန်အရေးကြီးတဲ့သိစရာတစ်ခုလို့ဦးဇင်းတို့ယူဆတဲ့အတွက်ကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီဝေလာမသုတ်တံဆိုတာကိုမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့အတိုင်းနာရမီတထေးကြီးကိုမြတ်စွာဘုရားဟောတာနော်ဒါဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ကိုဝေလာမသုတ်တံနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ရလေးတွေကိုဦးဇင်းတို့ပြောသွားလို့တဏှာကြီးလည်းရှိပါပြီဗျာဟုတ်လားဦးဇင်းတို့ညလည်းပဲဟောရအောင်မှဖြစ်တဲ့အတွက်ကြောင့်ဒီလောက်နဲ့ကျင့်တတ်ကြဖို့နော်ဒါကြောင့်ကုသိုလ်ကောင်းမှုတွေကိုမြင့်မြတ်တဲ့မြင့်မြတ်အောင်ကြိုးစားပြီးတော့နောက်ဆုံးအမြင့်မြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာတရားတို့တရားမြတ်ကိုရရှိကြတဲ့သူတော်ကောင်းတွေဖြစ်ပါစေလို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့ဦးဇင်းတို့ရဲ့ဓမ္မသဘင်ကိုဆုံးတတ်ကြရအောင်နော်ဘဝတုတပ္ပမင်္ဂလရခန္တုတပ္ပဒေဝတာတပ္ပဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုတပ္ပမင်္ဂလရခန္တုတပ္ပဒေဝတာတပ္ပဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုတပ္ပမင်္ဂလရခန္တုတပ္ပဒေဝတာတပ္ပသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမကတရားနာပိသပေါင်းတင်သူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းတေတယနာဘိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါနန္ဒတို့အားသဗ္ဗဗုဒ္ဓ ानु ဘာဝေနာကင်းငါဝါလူသေးစုပကပွင့်တော်မူကြတဲ့သုသုတော်တာဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝေနာမေလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဟုသောသောစေတံတော်တရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနာမကထံလေးရောက်ဖလထံလေးရောက်ဆိုသောရှင်ရောက်တော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတန်ခါရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယုံညပါဘေကမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း